သဟေတုအနိစ္စတုရူပံဘိက္ခွေအနိစ္စံရုပ်ဟာအမြဲဘူးယောဟေတုယောပစ္စယောရူပတဥပ္ပါဒယရုပ်ဖြစ်ခြင်းရဲ့အကြောင်းတရားတွေရုပ်ဖြစ်ခြင်းရဲ့အထောက်အပံ့တွေမူရင်းအကြောင်းတရားတွေရောအဝေးအကြောင်းတရားတွေရောရှိရသောပိအနေသောအဲ့ဒီအကြောင်းတရားတွေလည်းပဲမမြဲဘူးအဓိကပြောချင်တာတော့ရုပ်နဲ့ပတ်သက်ပြီးစဉ်းစားတဲ့အခါကျတော့အဲ့ဒီရုပ်ဘာကြောင့်ဖြစ်လာတာလဲအဲ့ဒီဖြစ်လာခြင်းရဲ့အကြောင်းတရားတွေကမမြဲဘူးဆိုမှတော့ရုပ်လည်းပဲမမြဲဘူးပေါ့ရုပ်ကမမြဲတယ်လို့ပဲရုပ်ရဲ့အကြောင်းတရားတွေကလည်းပဲမမြဲဘူးအနိစ္စတံဥဒ္ဒံဘိက္ခွေရူပံဥဒ္ဒောနိစ္စံဘဝိတ္တိအကြောင်းတရားကြောင့်ဖြစ်လာတဲ့ရုပ်ဟာအကြောင်းတရားကြောင့်ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်အကြောင်းတရားမှမမြဲဘူးဆိုတော့ရုပ်ဟာလည်းပဲဘယ်မြဲတော့မလဲဆိုတာပြောတာပေါ့ဒီလိုဒါကလေးစောင်းမိုးလေးကြားဖို့မှာပါအိုသွေးပါလာငါခန္ဓာအိုမာမလွဲနော်အိုသွေးကပါလာအိုသွေးပါလာတဲ့ခန္ဓာနော်အမေဖေကအိုသွေးပါလာတာပါလာတဲ့အမေဖေကအိုသွေးပါလာတာဖြစ်တော့ကြောင့်ငါလည်းပဲအိုမာပဲအဲ့လိုတွေပြောတယ်လို့ဆိုရပေါ့နော်အခုရုပ်ဖြစ်ခြင်းရဲ့အကြောင်းတရားတွေဘာလဲဆိုတော့စံကံစိတ်ဥဒ္ဓအာဟာရအကြောင်း၄ပါးကြောင့်ရုပ်တရားဖြစ်တာရုပ်ဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ကံကမြဲလားဆိုမမြဲဘူးကံဆိုတာတော့စိတ်တက္ကနာတစ်ချက်ပဲရှိတာလေဥပ္ပတိပင်ဆိုရင်ပြက်သွားတာပဲအကြောင်းဖြစ်တဲ့ကံကပြက်မှာတော့ကံကြောင့်ဖြစ်တဲ့ရုပ်ကံမစားရုပ်တွေကလည်းပဲဘယ်ပြက်မှာပဲမမြဲဘူးပဲစိတ်ကလည်းကံစိတ်ကြောင့်ရုပ်ကလည်းဖြစ်တယ်ဖြစ်ရုပ်ဖြစ်ခြင်းအကြောင်းဖြစ်တဲ့စိတ်ကလည်းပဲစိတ်တက္ကနာတစ်ချက်ပဲရှိတယ်စိတ်တောင်မမြဲဘူးဆိုမှတော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေလည်းပဲဘယ်မြဲမှာလဲဥဒ္ဓကြောင့်ဥဒ္ဓကလည်းပဲမမြဲဘူးဥဒ္ဓကြောင့်ဖြစ်တဲ့ရုပ်ကလည်းပဲဘယ်မြဲမှာလဲအာဟာရကြောင့်ခမင်းစားလို့အာဟာရကြောင့်ဖြစ်လာတဲ့ရုပ်တွေလည်းပဲအဲ့လိုပဲအာဟာရမှမမြဲဘူးဆိုတော့ရုပ်လည်းပဲဘယ်မြဲမလဲအဲ့လိုပေါ့ကွာဒါကြောင့်ဒီနေရာမှာသဟေတုဆိုတဲ့အတိုင်းပဲရုပ်ကိုယ်တိုင်ကလည်းပဲမမြဲဘူးရုပ်ဖြစ်ခြင်းရဲ့အကြောင်းကလည်းပဲမမြဲဘူးအကြောင်းကမမြဲတဲ့အရာကြောင့်ဖြစ်လာတဲ့ရုပ်ဟာအကျိုးဖြစ်တဲ့အတွက်ကြောင့်ဘယ်မြဲမလဲဆိုဒီလိုဖိတ်တော်ဘုရားဝေဒနာလည်းတို့လိုပဲတင်ညာသင်္ခါရဝိညာဉ်ပေါ့နော်နောက်ဒုက္ခရုပ်ဟာသင်ရတယ်ရုပ်ဖြစ်ခြင်းရဲ့အကြောင်းကလည်းပဲဒုက္ခဆင်းဝင်တာပဲဒုက္ခဆင်းဝင်တဲ့အကြောင်းတရားကြောင့်ဖြစ်တဲ့ရုပ်ဟာသူလည်းပဲဒုက္ခဆင်းဝင်တာပါပဲဆိုတာပြောတာပေါ့အာနန္ဒအလုံးသွားမယ်အနတ္တလည်းတို့လိုပဲအာနန္ဒအလုံးအရှင်အာနန္ဒာကမြတ်စွာဘုရားစီလျှောက်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်နိရောဓဒီဗန္နေဩသတိချုပ်ချင်းဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာပါနေပါတယ်ဗျာကတမေတနာဓမ္မနာနိရောဓဒီဩသတိဘယ်တရားတွေချုပ်တာကိုပဲချုပ်ချင်းလို့ဆိုတာပါလေနော်ဒီလိုပြောနေကြတယ်ဗါလဲဆိုတော့ဒုက္ခတွေချုပ်တာဟာချမ်းသာတယ်နိရောဓကိုစိုက်ရောက်မှသာလျှင်လူတွေဟာဒုက္ခတွေအကုန်တယ်ဒီလိုပြောတာတွေကဏ္ဍတွေ့တယ်အဲဆိုရင်နိရောဓချုပ်တယ်ဆိုတော့ဘာတွေချုပ်မှတကယ်ချုပ်ရရောက်တာလဲဘယ်ချုပ်တာတွေကတကယ်ချမ်းသာဖို့အစ်စ်လဲလို့မြတ်စွာဘုရားကိုလျှောက်တဲ့အခါကျတော့ရူပံရုပ်ဝေဒနာပညာသင်္ခါရဝိညာဉ်တွေချုပ်တာအဲ့ဒါတွေကတကယ်ချမ်းသာတာတကယ်ချုပ်တယ်လို့ခေါ်တာချုပ်ဆိုတဲ့နေရာမှာရုပ်ဘယ်လိုချုပ်တာလဲမမြဲတဲ့ရုပ်ဆိုတာမမြဲဘူးသင်္ခတအကြောင်းတရားတွေကြောင့်ဖြစ်တယ်ပရိစ္ဆသမုပ္ပါဒအကြောင်းတွေကိုဆွဲပြီးတော့ဖြစ်တယ်ခရဓမ္မကုန်ခြင်းသဘောရှိတယ်ဝရဓမ္မပျက်စီးခြင်းသဘောရှိတယ်ဝိရာဂဓမ္မပျောက်ဆုံးခြင်းသဘောရှိတယ်နိရောဓဓမ္မချုပ်ခြင်းသဘောရှိတယ်အဲ့ဒီမမြဲတဲ့ချုပ်ခြင်းသဘောရှိတဲ့ရုပ်တွေချုပ်တာကိုပဲနိရောဓလို့ခေါ်တာနော်ဝေဒနာပညာသင်္ခါရဝိညာဉ်တူတူပဲပေါ့ပြည့်တို့တစ်ဖက်တစ်လမ်းကပြောမယ်ဆိုရင်တပြည့်တို့လက်ရှိနေတဲ့ရုပ်တွေချုပ်သွားတာလည်းပဲရုပ်ချုပ်ခြင်းလို့ပြောလို့ရတယ်လို့ပဲနောင်အနာဂတ်မှာရုပ်တွေမဖြစ်အောင်ချုပ်အောင်လုပ်တာလည်းပဲရုပ်တွေချုပ်တယ်လို့ပြောလို့ရတယ်အဲ့ဒီမှာနိဗ္ဗာန်ကိုပြောတဲ့နေရာမှာကြတော့
နောင်အနာဂတ်မှာရုပ်တွေမဖြစ်အောင်ဒီလုံနိုင်မှသာလျှင်နိဗ္ဗာန်ရဲ့တကယ်និရောဓစစ်တကယ်ချုပ်ခြင်းအစစ်ပြောလို့ရတာပြောချင်တာတော့ဗာပြောချင်တာလဲဆိုတော့တပည့်တို့ပြောကြတယ်နိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ဆိုတာကဘဝအသက်မဖြစ်တော့ဘဲနဲ့ဒုက္ခတွေအကုန်ကုန်သွားတာကိုနိဗ္ဗာန်လို့ခေါ်တယ်ဘဝအသက်ဖြစ်ပြီဆိုရင်ရုပ်တွေရောဝေဒနာတွေရောသင်ညာတွေရောသင်္ခါရတွေရောဝိညာဉ်တွေရောခန္ဓာကိုယ်ကြီးတစ်ခုလုံးရုပ်ရောနာရောအကုန်လုံးဟာပြန်ဖြစ်နေတာသံဃာတွေလဲနေတာအဲ့ဒီဟာကြောင့်ဒုက္ခတွေကအဆုံးမတတ်ဘူးလို့သတ်မှတ်ခံရတာအဲ့ဒီလိုနောင်ဘဝတွေဘယ်တော့မှမဖြစ်မှသာလျင်မဖြစ်ဘူးဆိုတော့ခိုရတော့မနာရတော့မသေးရတော့ဒုက္ခတွေနဲ့မခံစားရတော့ဘူးအဲ့ဒါကမှတကယ်နိဗ္ဗာန်အစစ်ဒါကိုပဲဗာနိဗ္ဗာန်လို့ခေါ်လဲဆိုတော့အနုပါတိသေသာနိဗ္ဗာန်လို့ခေါ်တယ်ဒါကြောင့်နေသဝတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီမျိုးစုံနဲ့ဟောထားတယ်ဒါကဘာကြောင့်ဟောတာလဲဆိုတော့ဝိနည်းပုဂ္ဂိုလ်ရဲ့အလိုဆန္ဒအားလျော်စွာဟောရတာတချို့ဝိနည်းပုဂ္ဂိုလ်တွေကအတိစ္စဆိုတဲ့စကားလုံးလေးပြောလိုက်ရင်ကိုသူကတရားတို့ရသွားတယ်အဲဆိုရင်အတိစ္စဆိုတဲ့စကားလုံးလေးနဲ့ပဲမြတ်စွာဘုရားကဟောသွားတယ်တချို့ကြတော့အကြောင်းတရားတွေနဲ့ဆက်ဆက်ပြီးတော့သဟေတုအနိစ္စအကြောင်းတရားတွေလည်းမမြဲဘူးရုပ်လည်းမမြဲဘူးစသဖြင့်အကြောင်းရောအကျိုးရောနှစ်ခုလုံးဆက်ဆက်ပြီးတော့မမြဲတာတွေကိုပြောနိုင်မှတရားတို့ရနိုင်တယ်အဲ့လိုပုံကိုယ်တွေကြသဟေတုအနိစ္စလို့ပြောကြတာပေါ့အရှင်အာနန္ဒာကတော့ဗာလဲဆိုတော့ချုပ်တယ်ဆိုတော့အရှင်အာနန္ဒာရဲ့အမေးနဲ့လိုက်အောင်လုပ်တာလေမြတ်စွာဘုရားကဗာလဲဆိုတော့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တွေချုပ်တာကိုတကယ်ချုပ်တယ်လို့ပြောတာဆိုပြီးတော့အဲ့လိုပြောတာပေါ့ဒါကြောင့်တပည့်တို့ကဘာဖြစ်လဲဆိုတော့စာပေကိုသင်ထားတဲ့သူတစ်ယောက်ဟာဒီဘဝမှာစာပေအတိုင်းပဲတရားကျင့်ကြံတယ်ဆိုတရားတို့ရနိုင်တယ်ဒီဘဝမရဘူးဆိုတော့မှစာပေကိုသင်ထားတဲ့သူတစ်ယောက်ကမြတ်စွာဘုရားတွေ့တဲ့အခါကျလည်းပဲတရားတို့ရနိုင်တယ်ဘာလို့လဲဆိုတော့အိဋ္ဌဆိုတဲ့စကားလုံးတွေခဏကြားနေရတာဒုက္ခအတ္တဆိုတဲ့စကားလုံးတွေခဏကြားနေရတာဖြစ်တဲ့ကြောင့်ဒီအသိဉာဏ်ဟာတန့်ပြီးတော့ပေါက်သွားနိုင်တယ်ဒါတွေမကစံနောက်ဘဝမှာပရိယတ္တိစာသင်ရင်လည်းတရားတို့ရနိုင်တယ်နတ်ပြည်မှာရောက်ရင်လည်းတရားတို့ရနိုင်တယ်နတ်တွေမှာတရားနိုင်ရင်လည်းတရားတို့ရနိုင်တယ်စသဖြင့်ပေါ့ဗျာဒီလိုစာသင်ခွင့်ရနေတာဒီတို့အတွက်ကံကောင်းတယ်လို့နားလည်ပြီးတော့နော်မြတ်စွာဘုရားဟောတဲ့တရားတွေကိုတပည့်တို့ကလုံးစေပတ်စေတစ်ခုမှမကြံပဲနဲ့တသုတ်မှမချမ်းပဲနဲ့အကုန်လုံးလေးလာနေတာငါတို့ကံကောင်းတယ်လို့စိတ်ထဲမှာမှတ်ပြီးတော့သေးကြအာရုံစိုက်ပြီးတော့နားထောင်ကြပါနော်အတော်ရတာပေါ့